တိုင်းမှာမေ့ကျင်အောင်မေ့လို့မရတဲ့တစုံတစ်ယောက်ဆိုတာရှိပါတယ်။သူကြောင့်နာကျင်စရာတွေရှိနေရင်တော့အမြဲမမိနေသူကိုအချစ်ဦးလို့ခေါ်ပါတယ်။တယောက်နဲ့တယောက်မစုံစည်းနိုင်တဲ့ချစ်ဆက်လန်းအတွက်အချိန်ကြီးကြာရေးသူရှိခဲ့တာကအချစ်စစ်လား။ဒါမှမဟုတ်ဝိတ်ကြွေတစ်ခုလား။ဘဝမှာခက်ခဲတွေနဲ့ကြုံလာရတိုင်းနှစ်ယောက်သားတူရှိနေရတာကိုအပြစ်မြင်လာတတ်ပြီးတော့အတူရှိနေရတာကိုနောင်တရလာတတ်တဲ့ဆိုတဲ့အချစ်ဆက်လန်းတစ်ပုဒ်ကိုပြရတာမှဖြစ်ပါတယ်။ဒီကူပြိုင်ပွဲရနေတက်လာခဲ့ရင်ချန်ပီယံဖြစ်မဖြစ်ကအရေးမကြီးကြောင်းနဲ့ကိုချစ်ရတဲ့မိန်းကလေးစီရချစ်ခင်လေးစားမှုကိုရတာကအားလုံးထက်ပိုရေးကြီးကြောင်းတပြည့်ဖြစ်သူများကိုကြွားလုံးထုတ်နေတာကတော့ကျိုးချောင်ရှိပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့2006ခုနှစ်သူအသက်18နှစ်အရွယ်အထက်တန်းကျောင်းသားဘဝမှာအပြင်းထူပြီးတော့ရန်ဖြစ်ဖို့လောက်တာတီးတဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒီနေ့အထက်ကျောင်းသားများနဲ့ရန်ဖြစ်နေတော့အခုမှကျောင်းပြောင်းလာတဲ့သူမကိုမြင်ချင်းသဘောကျသွားခဲ့ပါတယ်။အိမ်ကြီးကတီလန်းအောင်အကန်ခံနေရပေမဲ့ရင်ထဲမှာပျော်ရွှင်နေတဲ့အတွက်အချစ်ဆိုတာကိုပထမဆုံးခံစားခဲ့ရပါတယ်။ကျောင်းအစ်ပြောင်းလာတဲ့သူမကတော့တကြောင်လုံးရဲ့ဘရင်မဖြစ်လာခဲ့ပါတယ်။တရက်ကျောင်းနဲ့လမ်းလျှောက်နေတော့ရေကူးအတင်းကောင်းဆောင်ကသူနဲ့တွဲရင်နှစ်တိုင်းစုဖလာပေးမယ်လို့ကန့်လန့်ခဲ့ပေမဲ့ရေကူးလို့ပါမရအောင်လုပ်ပြစ်မယ်လို့ပြန်ပြောနေခဲ့ပြီးတော့နောက်ကလိုက်လာတဲ့သူကိုအားရင်သူနောက်လိုက်ခဲ့ဖို့ခေါ်ပြီးနှစ်ယောက်သားကျောင်းအပြင်ကိုထွက်ခဲ့ကြပါတယ်။သူနဲ့ချင်းတွေ့နေရလို့ရန်ဆောင်လိုက်ရင်အဲ့ဒီကောင်တွေနောက်ဆက်တော့မှမဟုတ်ဘူးလို့ပြောနေပေမဲ့သူမကရန်ဖြစ်တာကိုအမုန်းဆုံးပဲတကယ်လို့နောက်ထပ်ဘယ်တော့မှရန်မဖြစ်ဘူးဆိုသူတွဲမယ်ဆိုပြီးပြန်ပြောနေခဲ့ပါတယ်။အယောင်ဆောင်ရှိသူပထမနေ့မှာပဲမနက်စာကိုအတူတူစားဖို့လုပ်နေချိန်ရေကူးအတင်းကောင်းဆောင်ကနှုတ်ဘူးနဲ့ပေါက်ပြီးပြဿနာရှာခဲ့ပါတယ်။ရမဖြစ်ဘူးလို့ကတိပေးထားတဲ့အတွက်အသက်နိုင်ဆုံးချောင်းနေပြီမဲ့သူနဲ့ရေကူးပြိုင်လို့နိုင်ရင်ထက်နောက်မဆက်တော့ပါဘူးလို့ပြောလာတဲ့အတွက်တိုင်မွေးအတွက်လေ့ကျင့်နေခဲ့ပါတယ်။တိုင်ပွဲနေ့မှာတော့ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပေမဲ့တရရရှိခဲ့တဲ့အတွက်စိတ်သက်ကြနေပေမဲ့သူ့ရဲ့စူးစမ်းမှုကြောင့်တူမစီကအတိမတ်ပြုမှုကိုရရှိခဲ့ပါတယ်။ပြင်လည်ပြင်းတဲ့အတူအမတ်တရအနေနဲ့သူ့ရဲ့ပုံတူပကြီးကိုဆွဲပေးနေခဲ့ပါတယ်။နောက်တစ်နေ့ကျောင်းမလာတဲ့အတွက်တူမကိုစိတ်ပူနေတဲ့အတွက်အိမ်ကိုလိုက်သွားခဲ့ပါတယ်။တူမအိမ်မှာတော့အဖေဖြစ်သူအရက်သမားရောက်လာခဲ့တဲ့အတွက်အပြက်စီးတွေကိုရှင်းနေတဲ့တူမကိုတွေ့လိုက်ရပြီးမဲ့တော်တော်လို့တာမောင်းထုတ်ခံခဲ့ရပါတယ်။နောက်တစ်နေ့တူမတို့ဒီနေရာကနေထွက်သွားတော့မဲ့အကြောင်းနဲ့တူမအဖေရက်သမားကြောင့်အမြဲတမ်းအိမ်ပြောင်းနေရကြောင်းကိုပြောပြနေခဲ့ပြီးတော့သူနဲ့ဆုံတွေ့ရတာကိုပျော်ရွှင်ကြောင်းပြောပြနေခဲ့ပါတယ်။နောက်ကလိုက်သွားပေမဲ့မမီတော့ပဲသူ့ရဲ့အချစ်ဇလန်းကဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါတယ်။အထက်တန်းကျောင်းမအောင်မဲ့ဂိမ်းဆန်ဖွင့်ထားတဲ့သူစီကိုတငယ်ချင်းဖြစ်သူအလဲလာခဲ့ပါတယ်။တိပ္ပံကျောင်းတက်မဲ့တငယ်ချင်းဖြစ်သူကိုဘာလို့စာပေအမှုပညာကျောင်းပြောင်းတက်မှလဲလို့ပြောနေတဲ့အတွက်တငယ်ချင်းဖြစ်သူကတိပ္ပံကျောင်းမှာမိန်းကလေးတွေမရှိဘဲစာပေအမှုပညာကျောင်းမှာမိမလှတွေပေါ်ကျောင်းကိုရှင်းပြနေခဲ့ပြီးတော့သူ့ဖုန်းထဲကမိမလှတွေပုံကိုတပုံချင်းထုတ်ပြနေခဲ့ပါတယ်။ပုဒ်တဲ့ပုံထဲမှာတော့သူချစ်ရသူမိန်းကလေးပုံကိုမြင်တွေ့လိုက်ရတဲ့အတွက်ထိုနေ့ကစပြီးချစ်ရတဲ့တူမနဲ့နှိစက်ဖို့အထက်တန်းကျောင်းပြန်ဖြည့်ပြီးတက္ကသိုလ်တက်ဖို့ကြိုးစားပါတော့တယ်我复读，我考大学。说那是不切实际的梦。နောက်ဆုံးမှာတော့သူလုံးဝတက်ဖို့မတွေးဘူးတဲ့တက္ကသိုလ်ကျောင်းကိုတက်ဖို့ရောက်ရှိလာခဲ့ပါတယ်သူ့ကိုတွေ့ရင်သူမအရန်ပျော်ပြီးပြေးဖက်လိုက်မယ်လို့ထင်ခဲ့ပေမဲ့နောက်ဆုံးသိလိုက်ရတာကသူမမှာချစ်သူရှိနေပြီဆိုတာပဲဖြစ်ပါတယ်။သူမရဲ့ချစ်သူကကျောင်းသားသမက်ကဘောလုံးအတင်းကောင်းဆောင်ဆိုတာကိုပါတငယ်ချင်းဖြစ်သူစီကနေသိရှိခဲ့ရပါတယ်။တငယ်ချင်းတွေကသူမစီမှာချစ်သူရှိတာကပြဿနာမဟုတ်ပဲချစ်သူမရှိတာကမှပြဿနာလို့ပြောပြနေခဲ့ပါတယ်။အခုချစ်သူရှိတော့သူပြန်ရမယ့်သူကတယောက်တည်းဖြစ်ကြောင်းနဲ့မဟုတ်ရင်ဒီကကျောင်းသားအလုံးနဲ့ပြိုင်နေရမယ်လို့ပြောတာကိုအသိပဲရှိတာပဲဆိုပြီးနောက်တဲ့နေ့သူမနဲ့နှီးဆက်ဖို့အတွက်မိန်းကလေးအကအဖွဲတဲ့ပါဝင်ခဲ့ပါတယ်။ဘောလုံးပွဲမှာတော့သူမရဲ့ချစ်သူကိုအားလုံးကဝိုင်းအားပေးနေခဲ့ပေမဲ့သူကတော့မပြောနိုင်ဖြစ်နေခဲ့ပါတယ်။နောက်တစ်နေ့သူမမွေးနေ့မှာဖုန်းဆက်ပြီးတတိယကြောင်ပြောနေပေမဲ့သူမကတော့နေမကောင်းတဲ့အတွက်သူမရှိသူနဲ့အတူမြို့ထဲမှာမီရှူမီဝမ်ဖောက်တာကိုတော့မကြည့်နိုင်ဘူးဆိုတာကိုသိခဲ့ရတာကြောင့်သူမအတွက်မီရှူမီဝမ်များဝယ်ကအကြောင်းထဲမှာဖောက်ပေးနေခဲ့ပါတယ်။တကြောင်လုံးကထွက်ကြည့်နေကြပြီးတော့ကိုချစ်ရသူများကိုတယောက်ပြီးတယောက်ဖွင့်ပြောနေခဲ့ပေမဲ့သူကတော့အဝေးကပဲငင်းကြည့်နေခဲ့ရပါတယ်။နောက်တစ်နေ့စကြည့်ခန်းနဲ့အိပ်ပျော်နေတော့သူမရဲ့ချစ်သူကအခြားကောင်မလေးတစ်ယောက်နဲ့ချစ်ကြည်ရေးဘောလုံးပွဲကန်ပြီးသွားရင်ခရီးသွားမယ်အကြောင်းပြောနေတာကိုကြားသိခဲ့ရပါတယ်။ဘောလုံးပွဲမှာတော့ဒီပွဲနိုင်ရင်သူမနဲ့အတူခရီးသွားမယ်လို့ပြောထားတဲ့အတွက်တမင်ရှုံးအောင်စောနေတာကိုတွေ့ရပါတယ်။သူမကိုအပြင်ခေါ်ပြီးအခြားတစ်ယောက်နဲ့ချုပ်နေကြောင်းပြောပြခဲ့ပေမဲ့သူမရဲ့အပြစ်တင်တာကိုပဲခံလိုက်ရတဲ့အတွက်ကိုယ်တိုင်ဘောလုံးခွင်းနဲ့ဝင်ကန်มาတော့တယ်။တမင်ချုံအောင်ကန်နေတဲ့သူမရဲ့ချစ်သူကပင်လေဒီတာဝင်အောင်မကန်တော့ပါဘူး။ပွဲပြီးဆုံးဖို့နီးကပ်ချိန်မှာပဲသူကိုယ်တိုင်နိုင်ကိုတွင်းပြီးအတင်းကိုအနိုင်ရစေခဲ့ပါတယ်။ပွဲပြီးတော့သူမရဲ့ချစ်သူကိုစိတ်ရှိလက်ရှိထိုးနေခဲ့ပြီးသူမကိုရမဖြစ်ပါဘူးလို့ပေးထားတဲ့ကတိကိုဖျက်ကထွက်လာခဲ့ပါတော့တယ်။ထိုနေ့ကစပြီးသူမနဲ့နောက်တစ်ကြိမ်ပြန်ဝေးကွာသွားခဲ့ပါတယ်။
နောက်နှစ်နဲ့ငယ်တွင်အရာရာဟာတိုးတက်ပြောင်းလဲသွားပြီးတော့တိတ်မဆိုးတဲ့ကောင်မလေးတစ်ယောက်နဲ့တွဲနေခဲ့ပါတယ်။တရက်ရေကူးလေးကျင့်ပြီးအပြန်သူမကိုကြော်ညာမင်းသမီးတစ်ယောက်အဖြစ်တွေ့မြင်ခဲ့ရပါတယ်။နှစ်ယောက်သာဆိုင်တဆိုင်မှာအရင်ကအကြောင်းနေပြန်ပြောနေခဲ့ကြပါတယ်။နောက်တနေ့တူဘွားအတွက်အရေးကြီးတဲ့ပြည်နယ်အဆင့်ရေကူးပြန်ပွဲမှာတူမကိုလာခဲ့ဖို့ဖုန်းဆက်နေခဲ့ပါတယ်။ထိုပြန်ပွဲနေ့မှာပဲပြင်းထန်တဲ့တိုင်ဖုန်းမုန်တိုင်းကတိုက်ခိုက်နေပြီးတော့တူမလာနေတဲ့လမ်းမှာမိုးကအရန်ကြီးနေတဲ့အတွက်လမ်းလျှောက်လာနေရကြောင်းဖုန်းဆက်ခဲ့ပေမဲ့တူမကိုစိတ်ပူနေတဲ့အတွက်ပြန်ပွဲကနေထွက်ပြီးတူမစီမုန်တိုင်းကြားပြေးသွားခဲ့ပါတယ်တူမကိုတွေးတော့တူမနေ့ကပဲလမ်းခွဲလိုက်ပြီးဖြစ်ကြောင်းနဲ့တူမကိုထပ်ပြီးအဆုံးရှုံးမခံနိုင်ကြောင်းတူမဘေးနားမှာတစ်ချိန်လုံးရှိနေခြင်းနဲ့အကြောင်းနဲ့တူမကိုအရန်ချစ်တယ်ဆိုတာကိုပြောနေပေမဲ့တူမကတော့ပြန်ပွဲစီပြန်သွားရအောင်ဆိုပြီးထွက်လာခဲ့ပါတယ်တနေရာရောက်မှမုန်တိုင်းကြောင့်တူမအပေါ်ကျလာတာကိုကောက်ွယ်ပေးခဲ့ပြီးတော့နှစ်ယောက်သားဆေးရုံရောက်သွားခဲ့ကြပါတယ်။ထိုအချိန်ကစပြီးနှစ်ယောက်သားအရန်ချစ်ရတဲ့ချစ်သူတွေအဖြစ်ပြောင်းလဲသွားခဲ့ကြပါတယ်။ဆေးရုံဆင်းပြီးနောက်နေ့မှာတော့အတူတူအိမ်ပြောင်းနေခဲ့ပြီးချစ်ရတဲ့တူမနဲ့အတူတူဖြတ်တန်းနေရတဲ့အချိန်ကသူ့ဘဝရဲ့အပျော်ရွှင်ဆုံးအချိန်ဖြစ်ခဲ့ပြီးတော့စိတ်ပူရမယ့်အရာတွေကိုတော့မေ့နေခဲ့ပါတယ်။ရေပြန်ကူးနိုင်ဖို့အတွက်လက်ကတန်ရာကိုတစ်နှစ်လောက်အချိန်ယူလေ့ကျင့်ခဲ့ပေမဲ့ရေဆက်ကူးလို့မရဘူးဆိုတာကိုပဲသိခဲ့ရပါတယ်။ရတဲ့အလုပ်ကိုဝင်လုပ်နေရပြီးတော့ကိုအားမရတဲ့အခြေအနေတွေဖြစ်လာခဲ့ပါတယ်။တရက်တူမရဲ့ပထမဦးဆုံးအင်ဂျီဒီဇိုင်းကိုလက်ဆောင်အဖြစ်ဝယ်ပေးခဲ့ပေမဲ့သူ့စိတ်ထဲမှာတော့တိမ်ငင်နေခဲ့ပါတယ်။တငယ်ချင်းတွေကြားမှာလည်းအရာရာနှိမ့်ချနေတဲ့အတွက်အခြေအနေဆိုးတွေကိုဒါရင်ဆိုင်နေရပါတယ်။တနေ့အရက်သမားဖြစ်တဲ့တူမရဲ့အဖေတည်ဆုံးသွားခဲ့ပါတယ်။နိုင်ရေးလာတဲ့တငယ်ချင်းကိုတကယ်လို့များတူမနဲ့မတွေ့ဖြစ်ခဲ့ရင်လက်လဲတန်ရာရမှာမဟုတ်ပဲဘွားကလည်းဒီလောက်နှိမ့်ချနေမှာမဟုတ်ကြောင်းနဲ့တနေ့ကျတူမကိုရွေးချယ်ခဲ့တာတူမနဲ့တွေ့ဆုံခဲ့တာကိုနောင်တရမှာကြောက်တဲ့အကြောင်းပြောပြနေခဲ့ပါတယ်။ထိုစကားကိုအနားရောက်လာတဲ့ယုံစိတ်ကကြားတွားခဲ့ပြီးတော့ပြင်ပန်းမှုတွေကြုံလာရတိုင်းတူမရဲ့ဖခင်လိုပဲတသက်လုံးတူမနဲ့တူမအမေရဲ့ပေါ်အပြစ်တင်နေခဲ့ပြီးတော့တူမအဖေကအရင်ကသူ့ဘဝကိုဖျက်ဆီးခဲ့တယ်လို့တွေးနေတာဖြစ်ကြောင်းနဲ့တူမတို့ငငယ်ကအတူရှိခဲ့တဲ့အချိန်ကတူမအတွက်လုံခြုံမှုရှိတယ်လို့ခံစားခဲ့ရတယ်။ဝေးကွာပြီးပြန်တွေ့ခဲ့ကြတဲ့အချိန်မှာတူမကိုစိတ်ဆင်းရဲအောင်မလုပ်ဘူးပြောတာကိုယုံကြည်နေခဲ့တယ်။ဒါပေမဲ့အခုနောင်တရတယ်ဆိုတဲ့စကားကြတော့တူမအထင်မှားခဲ့ကြောင်းပြောပြီးထွက်သွားခဲ့ပါတယ်။နောက်တနေ့တူမဂျီနဲ့အောင်တောင်းပန်နေပေမဲ့တူမမီလန်ကိုပညာတင်သွားဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်ကြောင်းနဲ့နောင်တရတယ်ဆိုတဲ့စကားကိုတူမခွင့်မလွတ်နိုင်တာမဟုတ်ကြောင်းဒီအတိုင်းရှေ့ဆက်သွားနေရင်တစ်ချိန်ချိန်ဒီအကြောင်းအရာကပြင်ပေါ်လာမှဖြစ်ပြီးတော့တူမအတွက်ချင်တန်မနေဖို့နဲ့တူမကြောင့်ရခဲ့တဲ့အမာရွက်ကသူ့အတွက်ရုပ်ပိုင်းဆိုင်ရာတန်ရာဖြစ်ပြီးတော့တူမစိတ်ထဲမှာအမြဲတမ်းရှိနေတဲ့စိတ်တန်ရာတစ်ခုဖြစ်ကြောင်းအရာရာကိုပြန်ပြင်လို့ရရင်တူမဘာမဆိုအကုန်လုပ်ပေးနိုင်ပေမဲ့နီးလည်းမရှိနေခဲ့ပါဘူး။ဒါကြောင့်နောင်တရတဲ့သူဟာတူမဖြစ်ကြောင်းနဲ့တူမနောင်တရတာကငငယ်ကသူ့ဘဝကိုဝင်လာတဲ့အချိန်လည်းမဟုတ်ဘူးတက်ကတူမှာတူမအပေါ်ကောင်းပေးခဲ့တာတွေကိုလည်းမဟုတ်ဘူးတူမနောင်တရတာကအတူရှိရမယ့်အချိန်တွေအများကြီးဖြုံးတီးပြစ်ခဲ့မိတာကိုပဲဖြစ်ပါတယ်။တရားကိုမြင်တိုင်းတူမနောင်တရတာကိုမတွေးဘဲမနေနိုင်တာကြောင့်တူမအတွက်လိုက်လွတ်လိုက်တာကအကောင်းဆုံးရွေးချယ်မှုပါပဲ။တူမလုံးဝနောင်တမရတာကတူမတို့အတူတူရှိခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။ဘဝမှာဘယ်တော့မှမပိုင်ဆိုင်ရတာနဲ့ရှိပြီးသားအရာကိုဆုံးရှုံးရတာဘယ်ဟာကပိုပြီးနာကျင်ခံစားရမလဲရှေ့ရသူကိုဆုံးရှုံးခဲ့ရတာကတညထဲနဲ့စာမတ်ကိုပြန်ရောက်သွားခဲ့ပြီးတော့အရာအလုံးဆုံးရှုံးသွားတယ်လို့ခံစားခဲ့ရပါတယ်သူမထားတွားပြီးနောက်နှစ်မှာဆရာအသက်တင်လက်မှတ်ရရှိခဲ့ပါတယ်အရင်ကတခါမှမကြုံမှုတဲ့ပြည့်စုံမှုနဲ့ဂုဏ်ယူမှုတွေကိုကြုံလာခဲ့ရပါတယ်တနေ့ချစ်ရတဲ့သူမရဲ့မင်္ဂလာဆောင်ဖိတ်စာကိုရရှိခဲ့ပေမဲ့သူလုံးဝသွားမှာမဟုတ်ကြောင်းနဲ့တငယ်ချင်းဖြစ်သူများကိုလည်းသူ့ချစ်တော့ဖက်ပြီးတွားခိုင်းရင်တော့လုံးဝမတွားနိုင်ဘူးလို့ပြောနေခဲ့ပါတယ်တငယ်ချင်းဖြစ်သူကလည်းလုံးဝမတွားဖို့နဲ့သူ့အတွက်ရေတွေပက်လက်ဝိုင်းနေတဲ့နေရာတစ်ခုနဲ့စိတ်ကန်းကလေးတွေအားလုံးကိုလည်းဂျီယိုမလာဖို့ပြောထားတယ်ဆိုတဲ့အကြောင်းကိုပြောပြနေပါတယ်နောက်တနေ့မှာတော့သူမနဲ့အတူတူရှိတော့ငါစင်သူဝစ်ခဲ့ကြတဲ့လက်စွပ်ကိုကြည့်ရင်လုံးဝမတွားဘူးဆိုတဲ့မင်္ဂလာပွဲကိုတွားဖို့တငယ်ချင်းများကိုအတင်းသွန်းလို့နေခဲ့ပါတယ်။၄ယောက်သားဆက်လီခေါ်နေပေမဲ့နောက်ဆုံးရေးတဲ့ခုံချလက်ပြစ်ကူးခဲ့ရပြီးတော့ဝက်တင်ကားနဲ့ဖြစ်တယ်လို့လိုက်ခဲ့ကြပါတယ်။မင်္ဂလာပွဲမှာတော့ဒိုသမီရန်တွေကိုခေါ်ထုတ်သွားပြီးတော့သူမနဲ့အတူတူ၂ယောက်တည်းရှိနေခဲ့ပါတယ်။လွန်ခဲ့တဲ့မိနစ်အနည်းငယ်တိဒိုသမီခိုးပြေးဖို့လာခဲ့ပြီးမဲ့ဒိုသမီဝစ်စုံနဲ့သူမအရန်လာနေကြောင်းနဲ့တချို့စကားတွေကအမြဲတမ်းရင်ထဲမှာရှိနေပေမဲ့သူမကိုတွေ့ခဲ့ရတာကသူ့ဘဝအတွက်အကောင်းဆုံးအချိန်နဲ့သူမကိုစားတွေ့ခဲ့တဲ့ရန်ပွဲကသူ့ဘဝလုံးအမတ်တရဖြစ်နေမှာပါဆိုပြီးချစ်ရသူကိုနှုတ်ဆက်နေခဲ့ပါတယ်သူမအနေနဲ့လည်းနှလုံးသားတစ်ခုလုံးချစ်ခဲ့တယ်။ဆုံးသက်မကောင်းခဲ့ပေမဲ့သူမတဘဝလုံးအမတ်တရဖြစ်မှာဖြစ်ကြောင်းအရာအလုံးအတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုပြန်ပြောနေခဲ့ပါတယ်။
2021မှာတော့ချစ်ရတဲ့သူမနဲ့အချစ်ပုံပြင်ကအဆုံးသတ်သွားခဲ့ပါတယ်။ထိုနေ့ကသူမရဲ့ပျော်ရွှင်မှုစီ6လမ်းနေတာကိုအမြဲမမိနေခဲ့ပါတယ်။စကားလေးတစ်ခွန်းကြောင့်ချစ်ရသူ2ယောက်အရန်ချစ်ခဲ့ကြပေမဲ့ပေါင်းဖက်ခွင့်မရခဲ့ကြပါဘူး။ကိုလုံးဝမပိုင်ဆိုင်ရတာနဲ့ပိုင်ဆိုင်မိတဲ့အရာကိုဆုံးရှုံးရတာဘယ်ဟာကပုံနာကျင်ရလဲဆိုကျမတို့တော့ပိုင်ဆိုင်မိတဲ့အရာကိုဆုံးရှုံးရတာကအနာကျင်ရဆုံးပါပဲ။ချစ်ရသူတိုင်းညာကြပြီးတော့ညာသူတိုင်းလဲချစ်ကြပါစေလို့ဆုတောင်းပေးရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။ 永慈，生日快乐！15年，好久啊！15年后，我们会在干嘛？ 以后，我们都要在新的生活里努力幸福下去。